ဒီဗီဒီယိုကိုကြည့်နေတဲ့လူကအသက်20ကျော်ပြီဆိုရင်ဗီဒီယိုဆုံးအောင်ကြည့်လိုက်ပါ။ဘာကြောင့်လဲဆိုရင်ဓမ္မမိတ်ဆွေတို့ရဲ့အတွက်အသက်20ကျော်လာတဲ့အခါမှာဆောင်ရရှောင်ရမယ့်အရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1အချက်ယရနာ3ပါးနဲ့မိဘဆရာသမားတွေကိုနေ့စဉ်နေ့တိုင်းရှ िख ိုးကြောတဲ့အမှုကိုအမြဲလုပ်ပါ။နံပါတ်2အချက်စိတ်ရှိတိုင်းစားခြင်းတိုင်းအစားအသောက်ကိုစားတာမျိုးတွေကိုရှောင်ပါနံပါတ်3အချက်စိတ်တူဒေါသထွက်တိုင်းစူတာဆဲတာအော်တာငေါက်တာဆိုတဲ့အပြုအမူမျိုးတွေကိုရှောင်ကျဉ်နိုင်အောင်ကြိုးစားပါနံပါတ်4အချက်မလိုအပ်ဖဲနဲ့ပိုက်ဆံကိုသုံးဖြုံးတာမျိုးတွေကိုရှောင်ကျဉ်ပါသုံးတာနဲ့ဖြုံးတာကိုကွဲအောင်ဂရုစိုက်ပါနံပါတ်5အချက်ပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုရင်လိုချင်တာလားလိုအပ်တာလားဆိုတာကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပါလိုချင်တာဆိုရင်မဝယ်ပါနဲ့လိုအပ်တာဆိုရင်တော့ဝယ်ပါနံပါတ်6အချက်မိမိကမှန်ကန်နေတဲ့ဆိုတိုင်းတခြားလူတွေနဲ့ညှင်းခုန်မှုတွေကိုမလုပ်မိပါစေနဲ့မှန်နေလည်းပဲမငင်းပါနဲ့နံပါတ်9အချက်ကိုယ်စိတ်ဒုက္ခပေးတဲ့လူတွေစိတ်ဒုက္ခဖြစ်စေတဲ့လူမျိုးတွေကိုဝေးဝေးကနေရှောင်တိတ်နိုင်အောင်ကြိုးစားပါလွတ်ချနိုင်အောင်ကြိုးစားပါနံပါတ်10အချက်မိမိရဲ့အတိတ်ဘဝကပါခဲ့တဲ့ဝတ်ကြွေးတွေဆက်စရာကြံနေသေးတယ်ဆိုရင်လည်းဆက်ပေးလိုက်ပါကျေနပ်စွာပေးဆက်လိုက်ပါဝတ်ကြွေးမြန်မြန်ကြည်တော့မြန်မြန်အေးချမ်းတာပေါ့နံပါတ်9အချက်ဘသူကိုမှမိမိရဲ့စိတ်နှလုံးသားကိုအနှင်းတာမျိုးကိုမပြုလုပ်မိပါစေနဲ့မိမိရဲ့စိတ်နှလုံးသားကိုမိမိကိုယ်တိုင်ပဲအေးချမ်းအောင်တည်ဆောက်ပါမိမိကိုယ်တိုင်ပဲပျော်ရွှင်အေးချမ်းအောင်တည်ဆောက်နိုင်မှာဖြစ်ပါတယ်ဘသူကမှမိမိနှလုံးသားကိုအေးချမ်းအောင်မတည်ဆောက်ပေးနိုင်ပါဘူးနံပါတ်10ကိုယ့်ရဲ့အရေးအချင်းကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ထိုက်တန်တဲ့လောဘမျိုးကတော့ထားပါကိုယ်နဲ့မထိုက်မတန်တဲ့လောဘမျိုးကြီးကိုကိုယ့်ရဲ့ကြိုးစားမှုထက်ပိုပြီးတော့မှလွန်ကဲတဲ့လောဘမျိုးမဖြစ်ပါစေနဲ့လွန်ကဲတဲ့လောဘတွေဖြစ်လာတဲ့အခါမှာအကျင့်စာရိတ္တပျက်စီးသွားတာမျိုးတွေလမ်းမရောက်သွားတာမျိုးတွေမတော်မတရားနည်းတွေနဲ့ပြုမိမှာပြောမိမှာလုပ်မိမှာတွေဖြစ်တတ်ပါတယ်ဒါကြောင့်ထိုက်တဲ့လောဘတော့ထားပါနံပါတ်7မိမိကစိတ်အလိုမကြတိုင်းမိမိကစိတ်တူဒေါသထက်တိုင်းပတ်ဝန်းကျင်ကမိမိရဲ့မိတ်ဆွေအပေါင်းအသင်းတွေမိမိမိသားစုတွေမိမိရဲ့ချစ်သူရည်သားတွေအပေါ်မှာသွားပြီးတော့မှအပြစ်မရှာမိပါစေနဲ့ဒီနေ့ကတော့မိမိရဲ့မိဘနှစ်ပါးကိုအရာရာထက်ဦးစားပေးပါကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေတငယ်ချင်းတွေဆွေမျိုးတွေကိုယ့်ရဲ့ချစ်သူရည်သားတွေကိုယ်ဇနီးမယားကိုခင်မွန်းယောက်ျားကိုသားသမီးတွေထက်ပို့ပြီးတော့မှမိမိရဲ့မိဘကိုဦးစားပေးပါဂရုစိုက်ပါပြုစုပါစောင့်ရှောက်ပါလှုပ်ကြွေးပါဒီအချက်တွေနဲ့ပြည့်စုံအောင်ဒီအချက်တွေကိုရှောင်တဲ့အချက်တွေကိုရှောင်ပြီးတော့ဆောင်ရမယ့်အချက်တွေကိုဆောင်သွားမယ်ဆိုရင်ဘဝရဲ့လက်ကျန်အချိန်တွေမှာနေလဲနေပျော်ပါလိမ့်မယ်တေလဲတေပျော်ပါလိမ့်မယ်တေလဲတေရဲပါလိမ့်မယ်ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ